Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပွဲတက်အတွက် makeup ကိုပြင်ပြသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးကိုသုံးမဲ့ foundation ကိုအဆက်လေး20လောက်ချပေးလိုက်ပေါ့နော်ပြီးရင်အဲ့ဒါဟာကိုအားလုံးကိုပေါ့နော်နေရာအနှံ့ကိုကိုယ့်ရဲ့မှာအမန်းဆက်တိုးဝက်ချန်လို့ရှိတဲ့နေရာမှာများများလေးတိတ်ပြီးမှဖိပြီးလိမ့်သွားဒီလိုဖိပြီးမှပေါ့နော်တိတ်ပြီးမှလိမ့်သွားပြီးပဲပြီးရမယ်နော်ဟိုဒီလိုအမန်းဆက်တွေရှိတဲ့နေရာမှာအဓိကပေါ့နော်အမန်းဆက်တိုးဝက်ချန်လို့ပေါ့နော် foundation လေးပြီးသွားပြီဆိုရင်ပြီးလို့ဆိုရင် highlight အတွက်ပေါ့နော် highlight အတွက်မျက်လုံးအောက်တွေတို့ဒီရင်မှာမေးစေးအောက်တွေမှာ highlight လေးတွေထည့်ပေးမယ်ပြီးရင်ဒါကိုလည်းပြီးရင်ဒါကိုလည်းတိတ်ပြီးမှလိမ့်ပေးမယ်ပေါ့နော်ပြီးလို့ဆိုရင်ဒီမှာဟိုပါနဲ့နာဒန်လေးတွေပေါ်ဖို့အတွက်ပေါ့နော် shape လေးတွေပေါ်ဖို့အတွက်အသုံးပြုပါတယ်ဒါပြီးဒီဟာရောအကုန် blend လုပ်မယ်ပေါ့နော်ကွာဒီချာလေး blend လုပ်ပေးရမယ်နော်ပြီးရင် highlight အတွက်ပေါ့နော်ကိုကြိုက်တဲ့ highlight ကိုသုံးလို့ရပါတယ်တကယ်လို့နှာခေါင်းတွေပါဖော်ဖို့အတွက်ဆိုရင်တော့ဒီရဲ့ highlight လေးကိုကောင်းတာဒီအရောင်လေးကိုသုံးတာပိုမှအဆင်ပြေတာပေါ့နော်အဓိကဒီနှာခေါင်းအလေးပိုင်းနဲ့ဒီထိပ်နားလေးမှာပေါ့နော်ပြီးတာကို blend လုပ်မယ်ပြီးရင်ဒီရဲ့မျက်ခုံးလေးကိုဆွဲဖြတ်မှာပဲဖြစ်ပါတယ်မျက်ခုံးဆွဲမဲ့အချိန်မှာဒီအောက်ကနေအရင်ဆုံးကျမတော့အောက်ကနေပဲဆွဲရပါတော့အရင်ဆုံးကိုကမျက်ခုံးဆွဲပြီးသွားတဲ့အချိန်ကိုရဲ့မျက်ခုံးတဘာဝစင်စင်လေးရချင်တယ်ဆိုတော့ဒီအထိတ်နားလေးပေါ့နော်နည်းနည်းလေးတိုပါလေးနဲ့ပေါ့နော်နည်းနည်းလေးပုတ်ပေးလိုက်ပေါ့နော်အဲ့လိုဆိုရင်သူကနည်းနည်းဆွဲထားတဲ့ပုံစံမဖြစ်ဘဲနဲ့တဘာဝဆန်ဆန်လေးဖြစ်နေမှာပေါ့နော်ကိုရဲ့မျက်ခုံးမွေးလေးကနည်းနည်းလေးပဲနော်ဒီလိုလေးပေါ့ညှိပေးလိုက်ပေါ့နော်ကိုတေချာလေးတဘာဝဆန်ဆန်လေးရချင်တယ်ဆိုရင်တော့တေချာလေးညှိပေးရမှာပေါ့နော်ဒီလိုလေးပေါ့ဆိုတော့ eyebrows ပြီးသွားပြီဆိုရင်ကိုရဲ့ eye shadow ကိုပေါ့နော် eye shadow ကိုကျတော့ဘယ်လိုပုံစံချိန်ရမလဲဆိုကိုဝတ်ထားတဲ့ dress အပေါ်မှာမူတည်ပြီးမှအရာကိုလိုက်ပြီးမှချိန်ပေးတာပိုပြီးမှအဆင်ပြေပါတယ်အရင်ဆုံးဒီ color လေးကိုပေါ့နော်ဒီ color လေးကိုမျက်ခုံးမှာခြယ်လိုက်ပါမယ်ရိုးရိုးရှင်းရှင်းလေးပဲရေးအရင်မှဆိုဒီအရောင်လေးပေါ့နော်ဒီကိုယ်နဲ့ light ဖက်နဲ့
အင်ဂျီနဲ့လိုက်ဖက်မဲ့အရောင်လေးကိုရွေးပြီးမှချဲသွားပေးရမှာဖြစ်ပါတယ်နည်းနည်းလေး smoky type ပုံစံဆိုတော့ဒီရက်မှာအနံ့ရောင်လေးကိုနည်းနည်းလေးအပေါ်အောင်နည်းနည်းလေးချဲသွားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ brown color လေးနည်းနည်းလေးပေါ့နော်နည်းနည်းလေးအပေါ်အပြင်မှာတော့ဒီ eyes နဲ့အပေါ်မှာပေါ့နော်နည်းနည်းလေးblank လုပ်လိုက်ပပလေးလေး blank လုပ်လိုက်မယ်နော်အပေါ်အောက်ဒီ brown color ကိုဒီမျက်ခုံးကိုတဝိုင်းမှာပြီးလို့ရှိရင်ဒီရဲ့ eye shadow လေးကိုအရင်ဆုံးဝင်သွားမှာဖြစ်ပါတယ်final eyelashes ကိုတက်မယ်ပေါ့နော်ဆိုနှစ်ဖက်လုံး eyelashes တွေတက်ပြီးသွားပြီဆိုတော့ဆိုဒီအောက်မှာပေါ့နော် eyelashes တိတိလေးတက်မယ်ပေါ့နော်ဒီရဲ့မှာ eyelash အောက်မှာတက်တဲ့ဟာလေးတိတိလေးတွေကလေတက်ချင်အရင်ခက်တယ်အရင်တော့ဘယ်လိုတက်မိလိုက်လဲဆိုဒီရဲ့ဟာကိုပြောင်းမြင်ရင်သွားတက်တာ तू ကဘယ်လိုပြောရမလဲ तू ကဒီလိုအခုံး तू ကလေခုံးလေးဆိုတော့ခုံးလေးဘက်ကိုဒီဘက်ကိုအသာပေးမှတက်ရမှာနော်ဆဆချင်းတက်တဲ့ချိန်တော့တိုင်နေပတ်တာဒီဘက်က eyelashes အောက်ကတက်ပြီးသားတော့ဒီဘက်ကမတက်ရတဲ့အရင်ကတက်တာလေနော် so eyelashes အပေါ်အောင်နှစ်ဖက်လုံးပြီးသွားပြီနော်ဆိုတော့ lipstick နဲ့ပန်းကြံသေးတယ်
ဒါတွေကတော့ final result ဖြစ်ပါတယ်